ချစ်သို့မဟုတ်ဖျားနာနေသောရွှေအောင်များကိုသတိရစေတဲ့ထုတ်ပြန်ချက်ယတိပြပြောနိုင်တာကလောင်ကျွမ်းပြီးသားမြူမိုင်းကိုအခုထိအမုံကျိတ်ထားတဲ့စိတ်တွေအဖြစ်ကိုမတွေ့နိုင်သေးတာပဲဖြစ်လိမ့်မယ်အဲ့ဒါလို့ကိုပြဿနာရဲ့အစပိုင်းဟာဒုတိယအခြေအနေမှာရေတခွင်ကိုလက်ရဖမ်းရင်ရနိုင်တယ်လို့ယုံကြည်ရပါပဲပေါ်ကီဝက်ကလေးရဲ့ပြောစကားအတိုင်းဆိုရင်တော့အဲ့ဒါပျော်ရွှင်ငတ်ပြန်ပြီးဆွဲမှုပေါ့မြင်းစည်းပေါ်ကတပ်ပုံပေါ့ပြီးသွားတဲ့ပါတီဝဲပန်းပွင့်အစင်ဝိုင်းနီကွက်လူတယောက်ရဲ့ဘေးတကားများပွင့်မုံဒီ9နှစ်လုံးမင်းကကိုယ့်ဘဝဖြစ်ခဲ့တာအပီးမတက်နိုင်တဲ့အနမ်းဟာပြာတော်နာမည်ပြာရီနဲ့ကိုပဲသိတယ်ဖုန်းတော်ကြီးငတ်တရားအနီးတညာအတွက်မပူပင်ပဲလေထဲပြန်ဝဲနေကြတာအမှန်ပဲဝါရောင်တန်ရာရဲ့ကင်းမဆပေါ်ကပင်လယ်နာမည်တစ်ခုအဲ့ဒီရှေ့မောက်မှာကို့မိုလီကျူတွေကူးခတ်နေပုံကတော့ချမ်းစိမ့်စိမ့်အဲ့ဒါလို့ဖောက်နက်ဆိုင်43ကိုမှတ်သားတော့ကမင်းကိုချစ်တယ်ညာလုံးမောက်မှန်ချဲလီတွေဘာတွေမျိုးချပြီးဘဝရဲ့ပူတာစီလမ်းလျှောက်ပြန်တတ်တဲ့ယောက်ျားကမင်းကိုချစ်တယ်ဟောဒီပုံမြင်ပြောစရာတကောက်ကောက်လိုက်နေတာဟာနတ်ထီတရားကြီးစီဆိုတာလည်းမတွေးဘူးကိုမသိတဲ့တောင်ဘက်ရှိကျွန်းကျွန်းမှာတနာရီမိုင်120နှုန်းနဲ့ပုံမြင်တွေတိုက်ခတ်နေတယ်ကိုပါဇက်ကပြစ်ချလိုက်တဲ့ကြောက်တုံးကိုယ်တိုင်လည်းလူအားဖြစ်တယ်ဒါပေမဲ့ရေထဲကပြပုံဘာရှင်းလို့လူကတကယ်တော့အဲ့ရတဲ့လေးလျောင်းနေတဲ့တီနေယာတစ်ခုကိုသိတယ်လှည့်ကြည့်လိုက်တော့အဲ့ဒါအိုင်စတိုင်းပြောတဲ့ဟေတုပစ္စယောဝါဒပေါ့ဝေးကွာခြင်းရဲ့အရာကခြေရောက်လို့ပထဝီဝင်ဘာသာရဲ့ချိန်မှာတယောက်ယောက်ကစပင်လာကိုင်ရင်တယောက်ယောက်ဖြစ်တာမျိုးလို့စိုးတယ်လောင်မိကြရေခဲပြင်မှာပျော်ရွှင်တဲ့တရားစီမင်းရှိပါမလားလေရည်လက်စလုံးကပူဆိုးတယ်မွေးတဲ့ချိန်ကအမိကိုကြောင့်ထာဝရလေးပေမှာလေဖြစ်လို့အံဝမှုကချက်တဲ့ဘောကလေးဘေးမှာရေဖြစ်လို့ကိုပရင်ဘောက်ကနေမြေခွေးကြီးဝင်လာတဲ့ပုံမျိုးခေါ်မလားဂါဖိကတွင်တဲ့အတိုင်းချွတ်ဆွတ်တူတဲ့ကြောင်လေးတစ်ကောင်ရဲ့အပြာကားတရုပ်ဆောင်နာမည်နဲ့တူတဲ့ကနန်းကိတ်မုံရဲ့အလွမ်းအင်စပက်တော်ကနောက်ထပ်တစ်မြစ်အကြောင်းတွေနဲ့တင့်တယ်လှစွာသောကြက်ခိုးတွေကိုရေတွက်မိနေတော့အချစ်ကိုမကွဲရှာသေးတဲ့ခရမ်းရောင်ဖန်လုံးတစ်လုံးလိုဂယုစိုက်ချင်တာလားကိုစရာဂရုချက်ထဲမှာအိယာလေးအကြောင်းတိုင်းခြားစကားနဲ့ရေးတင်တဲ့တေယူပို့ဆောင်ရေးကောင်အကြောင်းအစရှိသဖြင့်ကိုကရှူရှိုက်ပြီးရင်ရှူရှိုက်တွေကိုတစားစီစုပ်ဖြဲတတ်တယ်သမုဒ္ဒရာထဲရောက်ရင်ပင်လယ်လိပ်တွေဘာတွေမျိုးမချမိအောင်အစရှိသဖြင့်ပန်းရောင်တိမ်ကြီးကိုကရိန်းဆွဲသွားပြီးတလွာဆက်ချုပ်ထားတဲ့အသက်အာမခံကြီးတွေလည်းတက်နေပြီကိုစာရိုက်ပုံတွေကဆိုဒီယမ်ကလိုရိုက်ဖြန်းထားတဲ့စာကော်မတီကိုစဉ်းစားလိုက်တယ်ဒါနဲ့ကိုရဲ့နေဟာကိုဆရာဝန်မဟုတ်ဒါနဲ့ကိုရဲ့နေကြပန်းဟာဖျားနေသောရွှေရောင်များကိုသတိရစေတဲ့ထုတ်ပြန်ချက်တစ်ခုသာဖြစ်ပုံခိုင်မြဲကြော်စွာတရက်12လ2025